ဟိုကစောမှာရှိတဲ့ပန်းချံတစ်ခုကိုကျွန်တော်ရောက်နေပါတယ်ကိုရီးယားနိုင်ငံရဲ့ပန်းချံတွေကိုသူတို့ဆိုးရကနေပြီးတော့ဘလို့ဖန်တီးပြုလုပ်ပေးထားတယ်ဆိုတာကိုကျွန်တော်ဗီဒီယိုလေးရိုက်ပြပါမယ်ပန်းချံကူလာဖို့အတွက်အရှိဘက်ကပဲလာလားအနောက်ဘက်ကပဲလာလားတောင်ဘက်ကပဲလာလားမြောက်ဘက်ကလာလားအဆင်ပြေဖို့အတွက်ဘတ်စကားမှတ်တိုင်လေးဒါနေရာတိုင်းမှာရှိပါတယ်ဒါပန်းချံပေးမှာတော့ကလေးတွေစာဖတ်ဖို့အတွက်စာကြည့်တိုင်းလေးထားပေးထားပါတယ်ဒီမှာဆိုရင်ပန်းချံကိုတိဆောက်ထားတဲ့ပုံစံဟာဆိုရင်ဖြစ်ဒါစင်တာဘဟုမှာရေကန်တစ်ခုကိုတည်ထားတယ်ဗျာရေကန်ပတ်ပတ်လေတွေကိုဒီမှာဒါလမ်းတွေပေါ့ပြေးမလားလမ်းလျှောက်မလားစပိန်စီးမလားစသဖြင့်အကုန်လုံးပြုလုပ်နိုင်အောင်ဒါဖန်တီးပေးထားပါတယ်ပြောဒီမှာအပင်တွေဒီပင်တွေဆိုရင်ဒါနွေဦးပေါ့ဆိုရင်တော့တအားလှတယ်ပန်းပွင့်နေပါရင်နဲ့အဲ့ဒါတွေဆိုရင်လည်းဒီမှာတချို့ပင်တွေကတော့တဘာဝတိုင်းပေါက်တဲ့ဟာတွေဗျာတချို့ပင်တွေကတော့ဒါအပင်လိုက်ရွှေ့ပြီးတော့လှပအောင်ဆိုပြီးတော့ပြောင်းရွှေ့စိုက်ထားတဲ့အပင်တွေဖြစ်ပါတယ်ဒီမှာလမ်းလျှောက်တဲ့အခါပြေးတဲ့အခါမှာလဲကွာဒီမှာငါတို့ဒီဓာတ်ရုပ်ပတ်ပြေးတာကွာဘယ်လောက်မီတာရှိပြီလဲဘယ်လောက်ကီလိုမီတာရှိပြီလဲဆိုတာဒီမှာအကွာဝေးတွေကစားသူတို့ဒီမှာတေချာပြုလုပ်ပေးထားလားပြေးနေပြီဒီမှာဆိုနေတာမီတာဇုံလိုက်တို့အဖွဲလိုက်တော့လာတဲ့အခါမှာဒီမှာတေချာနားနေနိုင်ဖို့အတွက်ဒီမှာခုံလေးတွေပြုလုပ်ပေးထားပါတယ်ပြီးတော့ဒီမှာရေကန်ပတ်လည်မှာထိုင်ဖို့ခုံတန်းလေးတွေနဲ့ပြုလုပ်ထားပေးတယ်မောလို့ခဏနားမလားအတွဲတွေလာပြီးကြည်နူးမလားရေကန်ကြီးအလှပဝန်းကျင်အလှကိုကြည့်ဖို့အတွက်ဒီမှာရေကန်ပတ်လည်မှာခုံတန်းလေးတွေပြုလုပ်ထားပေးပါတယ်ပြီးတော့ဒီလိုအယုံလေးတွေနဲ့ရှိတယ်ပြုသူပြည့်တဲ့နဲ့ဘာမကြည့်တဲ့အယုံလေးတွေနဲ့မသိဘူးဒီမှာဆိုရင်ဒါကျွန်တော်တို့ပေါ်ကြတဲ့အရာလေးတစ်ခုပေါ့ဒီမှာဆိုရင်ဒါအပူချိန်တွေရောစိုးထိုင်းစားတွေရောခရမ်းတော်ရောင်ကြီးညွန့်ကိန်းတွေရောမိုးရွာနိုင်တာမပြောနိုင်ဘူးလားပြီးတော့ဒီမှာလေးတိုက်နှုံးတွေရောအကုန်လုံးဒီမှာကြည့်လို့ရအောင်အကုန်ဖန်တီးပေးထားပါတယ်တော်တော်ဆင်ပြေပါတယ်ဒါလေးရတော့ကိုလက်လှရှာအကစားပြုလုပ်ဖို့အတွက်ဒီမှာထောက်ကူပစ္စည်းတွေဒါနေရာတိုင်းတော်တော်များများမှာရှိပါတယ်တော်တော်လေးစုံပါတယ်ပစ္စည်းလေးတွေဒါရေကန်ရဲ့နေရာ3-4နေရာလောက်မှာရှိပါတယ်ပြီးတော့ဒီတစ်ခုကတော့စတိတ်စင်ဖြစ်ပါတယ်ဒါကတော့ပွဲလန်းသပင်တွေရှိတယ်ဆိုရင်ဒါလာပြီးဖြောဖြေလို့ရအောင်ဒီမှာစတိတ်စင်တွေဆိုနေရှင်လုပ်ပေးထားပါတယ်ဒီမှာကွင်းကြီးကလည်းကျယ်ကြီးပဲဒီမှာဒါကတော့အများပြည်သူတွေလာရောက်ပြီးကြည့်ရှုလို့ရအောင်ကွင်းကလည်းကျယ်ကြီးပဲစတိတ်စင်ကလည်းရှယ်ပဲတော်တော်မိုက်ပါလေလုပ်ပေးထားတာကတော့ဒါကတော့စကိတ်ကွင်းဖြစ်ပါတယ်လူမရှိပါဘူးသူတို့နိုင်ငံမှာမြန်မာပြည်မှာဆိုရင်ဘလောက်မြန်ဆော့လိုက်လိမ့်ဖြစ်ချင်းလူတွေဒီမှာတော့ဆော့တဲ့သူစကိတ်စီးတဲ့သူမရှိဘူးစကိတ်ကွင်းဆိုတာပြောတာဒီမှာအားကစားကွင်းတော်တော်များများရှိပါတယ်ဒါပေမဲ့လူတော့တိတ်မတွေ့ရပါဘူးစကိတ်ကွင်းကဲဒီမှာဆိုနေတာဘတ်စကတ်ဘောကွင်းတန်နစ်ရိုက်တဲ့ဒီမှာကစားကွင်းတွေရော
ဥမာဆိုရင်ဘောလုံးကွင်းနေရောဒါအကုန်လုတ်ပေးထားတယ်ဒါပေမဲ့ကစားတဲ့သူလူမရှိတာကစားကွင်းနေတော့အပြည့်စုံပဲဒီမှာဆိုနေဘတ်စကတ်tennis ဘောလုံးကွင်းကစားတဲ့လူပဲမတွေ့ရတာဗျာတော်တော်များများတော့ကစားကွင်းတွေတော်တော်များများရှိပါတယ်ဘိုးဘက်မှာဆိုဘောလုံးကွင်းနဲ့ဝင်နေတာကလေးတွေ9 ယောက်ကလေးတွေလားမသိဘူးဒါရီတော့သူတို့နိုင်ငံရှိမှဖြစ်ပေါ့ CCTV တွေပေါ့ CCTV တွေကတော့နေရာတိုင်းမှာတော်တော်များများရှိပါတယ်ဒီမှာဒါဆိုတာတခုရေးပေါ်ဖြစ်ရင်ဒါဒီကလိုလေးနှိမ့်လိုက်ဒါရေးပေါ်ချက်ပေးတန်နေဒီမှာပေါက်ပြီးနဲ့ဆင်ထားတာအဲ့တန်ကြရင်တို့ဘယ်လိုသက်ဆိုင်ရာရောက်လာလိမ့်မယ် Wi-Fi ဆိုနေ free ပါဒီမှာစကန်ဖလိုက် Wi-Fi သုံးလို့ရပါတယ်ဒီမှာဆိုရင်ဒါကိုလန့်လောက်ရှာပြုလုပ်တဲ့ပစ္စည်းတွေပေါ့ဗျာဒါတွေကိုလောက်ရင်ဒါဘယ်နေရာတွေကိုအကျိုးကျေးဇူးဖြစ်ထွန်းနေဆိုတဲ့ဒီမှာအညွှန်းလေးတွေကိုတေချာကပ်ပေးထားပါတယ်တော်တော်အဆင်ပြေပါတယ်ဒါပစ္စည်းတစ်ခုချင်းစီတိုင်းမှာရှိပါတယ်ဒါသူတို့နိုင်ငံဘယ်နေရာတော့တန်ရှင်းရှိတဲ့ toilet ပေါ့ဗျာဒါကြည့်တန်းကြံရဲ့ဒေးဗလေးတာမှာအကုန်လုံးရှိပါတယ်တန့်ပြန့်လို့ပါကျွန်တော်တို့ဆောင်းထက်တန့်ပါတယ်ဒါတော့ကျွန်တော်ပါအခုလိုအဆုံးအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်